အလုတ်သမားဝန်ကြီးဌာနအမျိုးသားအဆင့်လူမှုဖူလုံရေးအဖွဲ့ရဲ့တင်မြင့်ဆောင်2026ချိန်မြောက်အစည်းအဝေးကိုဒီနေ့နေ့လယ်ပိုင်းမှာလူမှုဖူလုံရေးအဖွဲ့ရုံးချုပ်မှကျင်းပပြုလုပ်ခဲ့ရာပြည်ထောင်စုဝန်ကြီးဦးအောင်ကျော်ဟိုးကလူမှုဖူလုံရေးအကျိုးခံစား권များကိုဥပဒေနဲ့အညီပေးအပ်နိုင်ရန်အထူးထားဆောင်ရွက်ပေးလျက်ရှိရာလက်ရှိမှာနှစ်90ကျော်ကာလသို့ရောက်ရှိခဲ့ပြီးလူမှုဖူလုံရေးစီမံကိန်းကိုအကျုံးဝင်မြို့နယ်128မြို့နယ်အထိအာမခံအလို့သမား1.34သန်းကျော်ဖြင့်တိုးချဲ့ဆောင်ရွက်နိုင်ပြီဖြစ်ပါကြောင်းလူမှုဖူလုံရေးအဖွဲ့ဟာအာမခံအလို့သမားများကိုပုံမထိရောက်ကောင်းမွန်တဲ့ကျန်းမာရေးဝန်ဆောင်မှုများပေးနိုင်ဖို့အတွက်ပုဂ္ဂလိကစေယုံစည်းကမ်းများနဲ့စာချုပ်ချုပ်ဆိုကာ Field for Service Payment ဖြင့်စီကံ85ခန်းနဲ့တာပွားခန်း10ခန်းဖွင့်လှစ်ကာကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိပြီးစိုက်ထုတ်ကုန်ကျခဲ့တဲ့စေဘူးစိုက်ထုတ်ငွေများကိုအမြန်ဆုံးပြန်လည်ပေးအပ်လျက်ရှိပါကြောင်းလူမှုဖူလုံရေးအဖွဲ့အနေနဲ့အာမခံအလုပ်သမားများရဲ့အကျိုးကိုရှေ့ရှုပြီး2025ခုနှစ်မှာမန္တလေးမြေငရင်ကြီးလှုပ်ခတ်မှုဖြစ်စဉ်ကြောင့်ငရင်ပေးတင်ခဲ့တဲ့တိုင်းဒေသကြီးပြည်နယ်6ခုရှိအာမခံအလုပ်သမားတသိန်းကျော်အတွက်ငွေကျပ်1,986.368တန်းနဲ့တဘာဘေးရန်ရဲ့ကြာရောက်မှုဆိုင်ရာမိသားစုထောက်ပံ့မှုအကျိုးခံစား권အတွက်အာမခံအလုပ်သမားများရဲ့အချိန်ပြည့်ပညာသင်ကြားနေတဲ့သားသမီး9000ခန့်ကိုငွေကျပ်3580.133တန်းကိုပညာသင်စည်းအနေနဲ့ခွင့်ပြုထုတ်ပေးနိုင်ခဲ့ပါကြောင်းယခုအစည်းအဝေးမှာအဖွဲ့ဝင်များမှအကြံပြုဆွေးနွေးပေးခဲ့တဲ့အချက်များမှာလူမှုဖူလုံရေးစီမံကိန်းအကျုံးဝင်အလုပ်ရှင်လုပ်သမားများရဲ့လူမှုကာကွယ်စောင့်ရှောက်မှုလုပ်ငန်းစဉ်များအတွက်အကျိုးရှိတဲ့အထောက်ပံ့ကောင်းများဖြစ်ပြီး၎င်းတို့ရဲ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုလည်းများစွာပံ့ပိုးကူညီပေးသွားမှာဖြစ်ကြောင်းနဲ့တမျိုးသားလုံးအကျုံးဝင်တဲ့စီမံကိန်းဖြစ်စေဖို့အတွက်အိန္ဒိယနိုင်ငံများမှာကျင့်သုံးတဲ့လူမှုဖူလုံရေးစနစ်များနဲ့နိုင်ရှင်လေးလာသုံးသပ်မှုများပြုလုပ်ပြီးလိုအပ်တဲ့ပြုပြင်ပြောင်းလဲမှုများကိုလည်းဆက်လက်ဆောင်ရွက်သွားကြရန်တိုက်တွန်းပြောကြားခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ